一起嘛，也比卡木的你啊。ရွာနာရွာရွာမျက်မစားဆိုတဲ့စကားပုံတော့ခတ်ပြီးလိုပဲတာတာသူ့ဆွဲအားသူနဲ့သွားဖို့ဆိုတဲ့ကနန်းတီရွာသားများကထန်အောင်တို့ရွာသူလေးကမျက်စောင်းတို့တို့ကြောင့်ချင်းနေတဲ့ချက်ပေါင်းတို့ကိုချက်ကောင်းတို့ကထန်ကြောင်ဆို